အားလုံးပဲမင်္ဂလာပါရှင်ကြက်ရိုးနဲ့ကလေးပဲချက်ဖို့အတွက်အရင်ဆုံးကြက်သားကိုစားစနွင်းအရသာမုံမဆလာတို့နဲ့နေပြီးတော့အရသာဝင်အောင်နှက်ထားလိုက်ပါတယ်စီတက်ဖို့အတွက်ဂျင်းကြက်သွန်အဖြူကြက်သွန်အနီတို့ကိုလည်းထောင်းလိုက်ပါတယ်စီပူလာရင်တော့ထောင်းထားတဲ့ကြက်သွန်တွေကိုထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်စီတက်ထားတာအနှံလေးမွေးလာပြီဆိုရင်တော့အရသာနေထားတဲ့ကြက်သားတွေထည့်ပါမယ်ရှင်ကြက်သားကိုနူးနူးအေးအေးလေးဖြစ်ချင်လို့ကျမကတော့တရေခန့်အောင်လို့အရင်တင်လိုက်ပါတယ်ကြက်သားတရေခန့်သွားပြီဆိုရင်တော့ပြုတ်ထားတဲ့ကလပ်ပဲတွေကိုထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့အနံလေးပုံမွေးသွားအောင်လို့ပြည့်တော်တရွက်လေးပါအုပ်လိုက်ပါတယ်ရှင်ခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နည်းလေးတွေကိုတင်ပါမို့လို့ချီချီကစ်ချန် channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်